ကောင်းတဲ့အပြောဆိုကောင်းတဲ့အလုပ်ကိုလုပ်နိုင်ဖို့ရအတွက်ဘာကိုကောင်းအောင်လုပ်ရမလဲဆိုစိတ်ကောင်းအောင်လုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်ဒါဖြင့်စိတ်ကောင်းအောင်ဘာတွေနဲ့မွမ်းမံပေးရမလို့ဆိုတော့မေတ္တာအများကျိုးကိုလိုလားတဲ့စိတ်ဓာတ်ကိုယ့်ရဲ့စိတ်ကိုမေတ္တာတွေနဲ့ထုံမွမ်းပေးဖို့လိုအပ်တယ်မေတ္တာလို့ဆိုလို့ရှိရင်တော်တော်များများကသဗ္ဗေတ္တာအဝိရာဟောတုတရားဝါတွေချမ်းသာကြပါစေလို့ဒီလိုမေတ္တာပို့နေတာကိုပဲမေတ္တာလို့ဒီလိုထင်တာမဟုတ်ဘူးကိုယ်စိတ်ထဲမှာဘု து ပေါ်ဖြစ်ဖြစ်မလုံမုန်းထားတဲ့စိတ်တွေကင်းရှင်းစွာထားပြီးအားလုံးအစဉ်ပြေကြပါစေအားလုံးဒုက္ခမရောက်ကြပါစေဟောမေတ္တာပို့ပုံလေးတွေအားလုံးရတဲ့ပရိကြီးထဲမှာလည်းပါတယ်လေနော်နေညမညတဒုက္ခမေစေယတယောက်ကတယောက်ကိုဆင်းရဲအောင်မလိုလားကြပါစေနဲ့နပရောပရံနိကုပ္ပေထတယောက်တယောက်မလိမ့်လီမလှိစားကြပါစေနဲ့အခုခေတ်ကြီးမှာတဦးနဲ့တဦးလိမ့်လီလှိစားမှုတွေများတော့အဲ့ဒီမေတ္တာပို့လေးနဲ့ကိုယ်စိတ်ထဲမှာအေးဘယ်သူမှမလှိစားကြပါစေနဲ့ဆိုကိုယ်လည်းသူရအောင်မလှိစားဘယ်သူကမှဘယ်သူရဲ့ဒုက္ခကိုဒုက္ခရောက်အောင်မလုပ်ကြပါစေနဲ့နေညမညတဒုက္ခမေစေခန္ဓာသုံးမှာပါတဲ့မေတ္တာဘုံလေးကြတော့သဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေဗတ္ထရာနိပတ္တန္တုမာကင်စိပပမာကမာသဗ္ဗေဗတ္ထရာနိပတ္တန္တုလူတိုင်းဟာအကောင်းနေနဲ့ကြီးတွေးကြပါစေဘလောက်ကောင်းနော်အားလုံးဟာကောင်းတာတွေနဲ့တွေးကြပါစေစိတ်ထဲကနေအာရုံပြုပြီးတော့အားလုံးဟာကောင်းတာတွေနဲ့ကြီးတွေးကြပါစေအဆိုးတွေနဲ့မတွေးကြဘူးမာကင်စိပပမာကမာမကောင်းတဲ့ဆိုးကျိုးတွေဘယ်သူ့အပေါ်မှာမကြောက်ရောက်ပါစေနဲ့ဩဖြူစင်တဲ့စိတ်ဓာတ်လေးနဲ့ကိုယ်တဏ္ဍာကိုယ့်ရဲ့စိတ်ကလေးကိုမေတ္တာထုံမွမ်းပြီးတော့ပေးထားရမယ်အေးတခါကျတော့လူတွေကကိုယ့်ကိုယ်အများပေါ်မှာဒီမေတ္တာတရားထားရမယ်ဆိုတာကိုသဘောမပေါက်တဲ့အပြင်မှာဆရာတော်ကြီးတွေနော်မိမိတို့လေးစားမြတ်လို့တဲ့ဆရာတော်တွေနဲ့တွေ့တဲ့အခါပါပြောတပည့်တော်မေတ္တာပို့ပေးပါဗျာမေတ္တာပို့ပေးအချောင်ရတဲ့အကျိုးလေးပဲလိုချင်တာနော်တကယ်ကတော့မေတ္တာအကျိုး17မျိုးဆိုတာအပုတ်ခံရလို့ရတာမဟုတ်ဘူးကိုယ်တိုင်ပို့မှရတာသူများကမေတ္တာပို့လို့ကိုယ်မှချမ်းသာအိပ်စေချမ်းသာလျက်တို့အိမ်မဆိုးကင်းဆိုတဲ့အကျိုးတွေရတာမဟုတ်ဘူးကိုယ်တိုင်မေတ္တာပွားမှကိုယ်စိတ်ထဲနှလုံးထဲမေတ္တာတရားရောက်မှဒီအကျိုးတွေကိုခံစားရ